ဒီနေ့မှာတော့နူးတို့တူတူ A1 level ဖြစ်တဲ့ story လေးတစ်ပုဒ်ကိုတူတူဖတ်ကြည့်ကြရအောင်နော်ဒီ story လေးမှာဆိုရင်အတူမဖတ်ခင်ပါတဲ့ vocabulary တွေကိုအရင်ဆုံးအတူတူနားလည်အောင်လုပ်ကြည့်ကြမယ်ပေါ့နော် story ရဲ့ခေါင်းစဉ်ကတော့ Leo the Baker ဖြစ်ပါတယ်ဒီ meaning တွေကိုကြည့်တဲ့အခါမှာဆိုရင် English to မြန်မာကြည့်တာထက် English to English ကြည့်တာကိုနူးကပို့ပြီးတော့အားပေးပါတယ်ပို့ပြီးတော့လည်းအင်္ဂလိပ်စာအတွက်ပိုကောင်းတယ်ခက်တယ်ဆိုပေမဲ့နိုးကိုယ်တိုင်လည်းအများကြီးစူးစမ်းနေရပေါ့နော် English to English dictionary ပဲကြည့်ပြအောင်လို့ပါဆိုတော့သွားကြရအောင်နော် Baker a person who makes bread and cakes a person လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ် who makes ပြုလုပ်တဲ့သူ bread and cakes ဂျုံနေနဲ့ကိတ်မုန့်တွေပါမုန့်တွေပြုလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်ဒီနေရာမှာဆိုရင်စကားလုံးတွေကိုအတိအကျဘာသာပြန်တာမျိုးတွေဆိုတာထက်နားလည်ရင်နားလည်တဲ့အတိုင်းလေးပဲထားစီခြင်းတယ်ပေါ့နော်ဒီ English to English dictionary ကြည့်တဲ့အခါမှာတို့ငယ်ငယ်ကမြန်မာစာလေ့လာခဲ့တယ်လို့မြန်မာစာတက်သွားတယ်လို့မျိုးပေါ့နော်အကုန်လုံးကိုဘာသာတလုံးချင်းစီပြန်တာကရှေ့မရောက်စေဘူးနားလည်တဲ့အတိုင်းလေးပဲဆက်သွားတာကပို့ပြီးတော့ခီးရောက်ပါတယ်ဆိုတော့ဆက်သွားကြည့်ရအောင်နော် shop a place where you buying things a place နေရာတစ်ခုဖြစ်ပါတယ် where ဘယ်နေရာလဲဆိုတော့ you buying things ပစ္စည်းတွေမင်းပစ္စည်းတွေဝယ်ယူတဲ့နေရာတစ်ခုအဲ့လိုလေးပဲနားလည်လိုက်မယ်ပေါ့နော်မင်းပစ္စည်းတွေဝယ်ယူတဲ့နေရာလေးတစ်ခုကို shop လို့ခေါ်ပါတယ် early at the beginning of the day နေ့ရဲ့အစပိုင်းမှာ fresh newly made not old အသစ်ပြုလုပ်ထားတဲ့အရာအသစ်ပြုလုပ်တယ် not old အဟောင်းမဟုတ်ဘူး delicious tastes very good အရသာအရန်ကောင်းမွန်တော့ popular many people like it လူတွေအများကြီးကြိုက်တဲ့အရာဆိုပြီးတော့သူဘာသာပြန်ပေးထားတယ်ပေါ့နော်ဆိုတော့ paragraph လေးကိုတော့ကြားရအောင် Leo the baker Leo is a baker and he has a small shop in the town every morning he wakes up very early because he needs to make fresh bread his shop is always warm and has a wonderful smell people from the town come to the shop for their breakfast They love his warm bread and his delicious cakes. On Saturdays, Leo makes special chocolate cakes, and they are very popular. Leo works hard, but he is a very happy baker. He loves his job and the happy people in his town. ဆိုတော့တူတူဘာသာပြန်ကြည့်ကြရအောင်နော်Leo the baker မုတ်ဖုတ်သမား Leo is a baker Leo ကမုတ်ဖုတ်သမားတစ်ယောက်ဖြစ်ပါတယ် and ပြီးတော့ he has a small shop in the town သူကမြို့လေးထဲမှာဆိုင်သေးသေးလေးပိုင်ဆိုင်ထားပါတယ် every morning မနက်ခင်းတိုင်းမှာ he wakes up very early သူကမနက်အစောကြီးထပါတယ် because ဘာလို့လဲဆိုရင် he needs to make fresh bread သူဟာလက်ဆက်တဲ့ပါမုန့်တွေကိုပြုလုပ်ဖို့လိုအပ်လို့ပါ His shop is always warm and has a wonderful smell. His shop is always warm. သူ့ရဲ့ဆိုင်လေးကအမြဲတမ်းနှွေးထွေးနေပြီးတော့ and has a wonderful smell. နှစ်လိုပဲကောင်းတဲ့အနံ့တွေလည်းရှိပါတယ် People from the town မြို့တွေကလူတွေက come to the shop ဆိုင်လေးကိုလာကြပါတယ် for their breakfast သူတို့ရဲ့မနက်စာအတွက်မြို့တွေကလူတွေကသူတို့ရဲ့မနက်စာစားဖို့အတွက်သူ့ရဲ့ဆိုင်လေးကိုလာကြပါတယ် They love his warm bread and သူတို့ကလီယိုရဲ့နှွေးထွေးတဲ့ပါမုန့်တွေနဲ့
and his delicious cakes သူ့ရဲ့အရသာရှိလာတဲ့ကိတ်ကလေးတွေကိုချစ်မြတ်လို့ကြပါတယ် On Saturdays စနေနေ့တိုင်းမှာဆိုရင် Leo makes special chocolate cakes Leo ကအထူး chocolate cake လေးတွေကိုလည်းပြုလုပ်ပါတယ် and ပြီးတော့ they are very popular သူတို့ကဆိုရင်အရန်ကိုပဲလူကြိုက်များကြပါတယ် Leo works hard Leo ကအလုပ်ကြိုးစားပါတယ် but ဒါပေမဲ့ he is a very happy baker ဒါပေမဲ့သူဟာအရန်ကိုပျော်ရွှင်တဲ့မိုးဖို့သမားတစ်ယောက်ဖြစ်ပါတယ် he loves his job and သူဟာသူ့ရဲ့အလုပ်ကိုချစ်မြတ်နိုးတယ် and the happy people in his town သူ့ရဲ့မြို့ထဲကပျော်ရွှင်နေတဲ့လူတွေနဲ့သူ့ရဲ့အလုပ်ကိုလည်းချစ်မြတ်နိုးပါတယ်ဆိုတော့ဒါလေးကဘာသာပြန်လေးပေါ့နော်နောက်မှာမိခွန်းလေးတွေရှိတယ်တူတူဖြည့်ကြည့်ကြရအောင်ဆိုတော့မိခွန်းနံပါတ်1 Why does Leo wake up early Leo ကဘာလို့မနက်အစောကြီးထရတာလဲ A to go for a walk လမ်းလျှောက်ဖို့ B to make fresh bread လက်ဆက်တဲ့ပါမုန်းတွေကိုပြုလုပ်ဖို့ C to eat his breakfast သူ့ရဲ့မနက်စာစားဖို့ဗီဒီယိုလေးကိုခဏရပ်ပြီးတော့တူတူစဉ်းစားကြည့်ရအောင်နော်ဟုတ်ပါတယ်အဖြေမှာတော့ B to make fresh bread ဘာလို့လဲဆိုရင်ဒီမှာ every morning he wakes up very early because he needs to make fresh bread သူဟာမနက်ခင်းတိုင်းအစောကြီးအိပ်ရာထပါတယ်ဘာလို့လဲဆိုရင်လက်ဆက်တဲ့ပါမုန်းတွေကိုပြုလုပ်ဖို့အတွက်ပါဒီမှာဆိုရင် bread ကိုကပါမုန်းအပြင်ဂျုံလို့လည်းသုံးတယ်ပေါ့နော်ဆိုတော့လက်ဆက်တဲ့ဂျုံတွေကိုပြုလုပ်ဖို့ပါကဲဆိုတော့ question number 2 What is special about Saturdays စနေနေ့မှာဘာထူးထူးခြားခြားရှိလဲပေါ့နော်စနေနေ့ကဘာလို့ထူးခြားတာလဲ A Leo makes chocolate cakes Leo က chocolate cake တွေပြုလုပ်တယ် B the bread is free ပါမုန်နေကအလကား C ပါမုန်နေကအခမဲ့ဖြစ်တယ်ပေါ့နော် C Leo's shop is closed Leo ရဲ့ဆိုင်ကပိတ်တယ်စဉ်းစားကြည့်ရအောင်ဟုတ်ပါတယ်အဖြေမှန်ကတော့ A ပါ Leo makes chocolate cakes ဒီစာပိုက်မှာဆိုရင် on Saturday စနေနေ့တိုင်းမှာ Leo makes special chocolate cakes Leo ကအထူး special cake chocolate cake လေးတွေပြုလုပ်တယ်လို့ပြောထားရပေါ့နော် and they are very popular ဆိုပြီး Okay so question number 3ကိုသွားကြည့်ကြရအောင် Question number 3 How does Leo feel about his job Leo ကသူ့ရဲ့အလုပ်ကိုဘယ်လိုခံစားရလဲ A he is sad သူကဝမ်းနည်းတယ် B he is tired သူပင်ပန်းတယ် C he is happy သူပျော်ရွှင်တယ်ဟုတ်ပါတယ်အဖြေမှန် C ပါဘာလို့လဲဆိုရင်ဒီစာပိုက်ထဲမှာ Leo works hard Leo ဟာအလုပ်ကြိုးစားတယ် but ဒါပေမဲ့ he is a very happy baker သူကအရန်ကိုပျော်ရွှင်တဲ့မုတ်ဖို့သမားဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားလို့ပါအဖြေမှန် C ပါ he is happy ကဲဒီနေ့မှာဆိုရင်အဲ့ဒါဆိုရင်ဒီ A1 level ဖြစ်တဲ့ Leo the baker ဆိုတဲ့စာပိုက်လေးကိုတူတူဖတ်ပြီးကြပြီပေါ့နော် summary လေးတစ်ချက်ကြည့်ကြရအောင်ဒီစာပိုက်လေးတွေဖတ်ပြီးပြီဆိုရင် summary လေးလုပ်စေချင်တယ်အဲ့ဒါကကိုတကယ်ဒီကောင်လုပ်ပြီးသွားပြီဆိုရင်ရသွားပြီဆိုပြီးတော့80ရာခိုင်နှုန်းထိပိုသေးကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီစာပိုက်ကိုတစ်ခေါက်ဖတ်ပြီးသွားတယ်ဆိုရင်တော့မှရဖို့ဟာ50ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းပဲရှိရဲဒါပေမဲ့ summary လုပ်လိုက်တယ်ဆိုရင်80ရာခိုင်နှုန်းနဲ့အထက်ပိုပြီးရနိုင်တယ်ဆိုတော့ summary လေးပြန်ကြည့်စေချင်တယ်ပေါ့နော်ဆိုတော့ဒီ summary လေးကိုကြည့်ရအောင်lesson summary text summary this story is about Leo ဒီ story ထဲမှာဆိုရင် Leo ရဲ့အကြောင်းပြောသွားတယ်ပေါ့နော် a happy baker ပျော်ရွှင်တဲ့မုတ်ဖို့သမား who makes fresh bread and delicious cakes လက်ဆက်တဲ့ဂျုံတွေပမုန့်တွေနဲ့ကိတ်တွေကိုပြုလုပ်တဲ့သူပေါ့နော် for people in his town သူ့ရဲ့မြို့တွေကလူတွေအတွက်လက်ဆက်တဲ့ဂျုံတွေကိတ်
တွေကိုပြုလုပ်ပြီးရဲ့လီယိုအကြောင်းကိုလေ့လာသွားတာဖြစ်ပါတယ်ဆိုတော့ vocabulary တွေတစ်ချက်ကြည့်ကြမယ်နော် Baker a person who makes bread and cakes Shop a place where you buy things Early at the beginning of the day Fresh newly made not old Delicious Tastes very very good Popular Many people like it ဆိုတော့ဒီနေ့မှာတော့ A1 level စာပိုင်လေးတွေကိုကြည့်ပြီးသွားပြီဖြစ်ပါတယ်နောက်နေ့တွေမှာလည်းတခြားစာပိုင်လေးတွေအများကြီးဖတ်ရင်းနဲ့ကြိုးစားကြည့်ကြရအောင်နော်ကျေးဇူးပါ Grow up together